အားလုံးပဲမင်္ဂလာပါကျွန်တော် break line လေးပြချပေးရှင်ပါတယ်နေသေးမကောင်းလို့ကျတော့ခုတလောတိတ်မချဖြူ break line လေးဒီconcept ရှောက်ချခြင်းဘလို့ဒီကနန်းဒီ break ကိုပေးဖို့အောက်မှာဒီ95ကျင်ရဲ့ဒီဥမာဒီရှင်းနှလုံးပေါင်းရှင်းဒီနောက်နှလုံးပေါင်းရှင်းဒီခွာပေါင်းရှင်းစုစုပေါင်း break ရဲ့သုံးလုံးပေါင်း break ရဲ့ပေါ့စုစုပေါင်း4ခုရှိရဲ့ဒီမှာဆိုတော့6ရဲ့4 break ရဲ့ပေါ့6ရဲ့4 break ရဲ့ဒီမှာကြာပါပြင်ဒီတွေ့နောက်မှာ9ကျင်းဒီကနေလဲသူပေးရဲ့ဒီမှာတူတဲ့ဟာဒီမှာကြာရဲ့ဟောကျွန်တော်ရေးထားရဲ့ကျွန်တော်များကြည့်ရလူတွေဖုန်းလေးတိတ်ကုန်မှာဆိုလို့ဗျာကျွန်တော်ဒီ86ဒီ8ကျင်းမှာထွက်ဖို့လဲဒီမှာဟောဒီမှာနှလုံးပေါင်း1နှလုံးပေါင်း3ခွာပေါင်းရှင်း6ဒီ3စုပေါ့3လုံးပေါင်း break က9ဒီ6 3 5ဟိုမှာ6 break ဆိုကြတယ်နောက်တစ်ကျင်းကြရင်လဲဒီမှာ95 96ဒီ96ရဲ့8ကျင်းထွက်ဖို့ကဒီမှာဒီ95ကျင်းရဲ့ပထမအဦးဆုံးထွက်ကနေမှာ3ချစ်ဒီ6စု3လုံးပေါင်း break ကဒီ69ပေါ့ဟိုမှာကြားရမယ်ဒီ69မှာ9 break ကြားပြီဒီအောက်မှာလည်းဒီကျင်းတော့သတိကြီးအဲ့ရေးထားရမှာစူပေါင်းချင်းရတဲ့ break ကြီးဒီပြင်69တူရယ်ဟို6ကြားဒီမှာဒီပြင်မှာမလီရနေရဆိုရင်4ရက်နေရဒီမှာ6ချိန်8ချိန်မှာထောက်ပေါ်မှာ4 break ထောက်သွားဒီအောက်မှာလည်းပေါင်းချင်းရှိပြီဒီပေါ်မှာဦးလိုက်ဒီ15 6ချိန်ထောက်ပေါ်လဲသူအဲ့လိုပဲကစားသွားတယ်ဒီ15ချိန်ရဲ့ပထမဦးဆုံးထောက်ကနေ358 906 864ဒီမှာ6 break 4ဟိုမှာ10 break ဆိုပြီးအောက်မှာဒီအောက်မှာလည်းဒီအပြင်မှာ26ရှိချိန်မှာထောက်ဖို့အောင်မှာ4 6 3ပေါ့4 6 3 break 4 6 3 break ဟိုမှာ4 6 3 break ဒီမှာကြာရမှာပေါ့ break 3လုံးပဲပေါ့ break 3လုံးလေးပါပဲဒီပြင်လည်း break 3လုံးလေးပါ4 6 3 break ဟိုမှာ4 6 3 break အကုန်လုံးညှိလိုက်ရရှင်မှာကျွန်တော်အထောက်ထားရအများကြီးရှိတယ်ကျွန်တော်အဲ့ထဲမှာဘုံတူတာကောက်ထုတ်လိုက်တယ်သူကတူတာဒီမှာ8ချိန်မှာတူတာထွက်တယ်4တူတာထွက်တယ်အဲ့မှာ6တူတာထွက်တယ်ဒီမှာလည်း6တူတာထွက်တယ်တူတဲ့ break ကထွက်တာပေါ့4 break တူရထွက်တယ်ဒီပြင်မှာ3 4တူရ3 4 break ဒီ8ချိန်အတွက်3 4 break အားလုံးကြိုက်ရင်ယူဆုံးလေးကြည့်ဖို့ကြည့်ပေးရတော့လဲကျေးဇူးတင်ပါတယ်